မင်္ဂလာပါခင်ဗျာ Vocal Talks ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့အာပြလို့ခေါ်ပါတယ်ကျွန်တော်ကတော့ Vocal Coach တယောက်ဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ Vocal အတန်ပျက်စီးတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဘာကြောင့်အတန်ပျက်စီးရတာလဲအတန်ပျက်စီးတဲ့အခါမှာရောပြန်ပြီးတော့ကောင်းနိုင်သလားပေါ့နော်ကောင်းမယ်ဆိုလို့ရှိရင်ဘယ်လောက်ကြာသလဲဆိုတာမျိုးတွေ vocal damage နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့သတိထားရမယ့်အကြောင်းအရာလေးတွေဘူးစတရစရာဖြစ်အောင်ကျွန်တော်ကပြန်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါ vocal ပျက်စီးတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီပျက်စီးရတဲ့အကြောင်းရင်းလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်အရင်ဆုံးပြောပြချင်ပါတယ်ပထမဆုံးတစ်ခုကတော့ကျွန်တော် vocal abuse လို့ခေါ်တဲ့အလွန်အကျွံအသုံးပြုခြင်းပေါ့နော် vocal ကိုကျွန်တော်တို့လိုတာထက်ပိုပြီးအသုံးပြုခြင်းဒီခံနိုင်ရရှိတဲ့အတိုင်းအတာထက်ပိုပြီးအသုံးပြုခြင်းစကားတွေအကျယ်ကြီးပြောနေတာမျိုးတွေမလိုအပ်ပဲအော်ပြီးပြောနေတာမျိုးတွေအဲ့ဒါတွေကကျွန်တော်တို့ရဲ့အတန်ကိုပျက်စီးစေတဲ့အကြောင်းရင်းတွေထဲမှာထိတ်ဆုံးကနေပါပါတယ်နောက်ပြီးတော့မှကျွန်တော်တို့ခဏချောင်းဟန်တာမျိုးတွေပေါ့နော်ဆိုပြီးတော့ခဏမလိုအပ်ပဲချောင်းဟန်နေတာမျိုးတွေနောက်ပြီးတော့မှကျွန်တော်တို့တချင်းဆိုပုံဆိုနည်းအတန်ထုတ်ပုံထုတ်နည်း technique မှားနေတာမျိုးတွေအဲ့ဒါတွေလည်းပါပါတယ်နောက်ထပ်အကြောင်းအရာတွေကတော့ကျွန်တော်တို့ infections လို့ခေါ်တဲ့ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော် virus တွေကြောင့်လား bacteria တွေကြောင့်လားအေးမိနှာစီးတုပ်ကွေးစသဖြင့်ပေါ့နော်ကျွန်တော်တို့ပြီးတော့ sinus infection ဆိုတဲ့ဟာမျိုးတွေဖြစ်တတ်တယ်နောက်ပြီးတော့မှကျွန်တော်တို့အစာအိမ်ယောဂဖြစ်လို့လားဒါမှမဟုတ်အာယုံကြောထိထားလို့လားအဲ့လိုကိစ္စတွေကြောင့်မို့လို့လဲကျွန်တော်တို့အတန်ကိုပျက်စီးစေတတ်တယ်နောက်ပြီးတော့မှဒီ level thyroid ပြဿနာရှိရဆိုတော့အကြောင်းမို့လို့လည်းအတန်ပျက်စီးတာရှိတတ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့အတန်ပျက်စီးနေပြီဆိုလို့ရှိရင်တော့ကျွန်တော်ဘယ်လိုသိနိုင်မလဲပေါ့နော်။အဲ့ဒီလက္ခဏာလေးတွေကိုလည်းအရင်ပြောပြချင်ပါတယ်။ဆိုတော့အတန်ပျက်စီးနေပြီလို့ကျွန်တော်တို့သိနိုင်တဲ့လက္ခဏာတချို့ကတော့ကျွန်တော်တို့တချင်းဆိုတဲ့အခါမှာနာနေရင်ပေါ့နော်။ဒီလေချောင်းထက်ရဖြစ်ဖြစ်လေချောင်းအတွင်းထက်ရဖြစ်ဖြစ်နာနေရင်ကိုယ့်အတွက်တက်တာမရှိဘူးကိုယ့်အတွက်တရမရှိဘဲနဲ့တချင်းဆိုတိုင်းမှာနာကျင်မှုခံစားနေရတယ်ဆိုလို့ရှိရင်တော့ဒါကအတန်ပျက်စီးနေပြီ vocal cord ထိခိုက်နေပြီဆိုတဲ့လက္ခဏာတွေထဲတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့တချင်းဆိုတိုင်းမှာမောနေတာမျိုးတပုတ်ပဲဆိုရသေးတယ်မောနေတယ်ဆက်မဆိုနိုင်တော့ဘူးတပုတ်တောင်အနိုင်ဆိုရတယ်ပေါ့နော်တချို့ဆိုတပုတ်တောင်မဆုံးလိုက်ဘူးပေါ့နော်အဲ့လိုမဆိုဒီတချင်းတပုတ်ကိုမဆုံးခင်မှာပဲအတန်ဝင်သွားတယ်လို့ဆုံးအောင်မဆိုနိုင်ဘူးစသဖြင့်ဖြစ်နေပြီဆိုလို့ရှင်ဒါကလည်းအတန်နဲ့ vocal နဲ့ပတ်သက်တဲ့ပြဿနာတစ်ခုခုရှိနေပြီဆိုတဲ့လက္ခဏာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ကျွန်တော်တို့အတန်ထုံးကာလာtemper လို့ခေါ်တယ်အဲ့ဒါအပြောင်းလဲဖြစ်လာပြီဆိုလို့ရှိရင်တော့ဒါကလည်းကျွန်တော်တို့အတန်ပျက်စီးနေခြင်းလက္ခဏာတစ်ခုဖြစ်ပါတယ်ကိုယ့်ရဲ့ရှိရင်းဆွဲပင်ကိုအတန်ခါလာမဟုတ်ဘဲနဲ့ကိုယ့်အတန်တစ်မျိုးဖြစ်နေတယ်ပေါ့နော်ပိုထူနေတာလားပိုပါနေတာလားဒါမှမဟုတ်မလိုအပ်တဲ့နေရာတွေမှာဖိချီဖြစ်နေတာမျိုးတွေလားဒါတွေကလည်းလက္ခဏာတွေထဲတစ်ခုဖြစ်တယ်နောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့ကျွန်တော်တို့ဒီ dynamics လို့ခေါ်တဲ့အတန်အတိုးအကျယ်ကိုမထိန်းချုပ်နိုင်တဲ့ပြဿနာပေါ့နော်လာ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 အတိုးရောအကျယ်ရောနှစ်မျိုးစလုံးကိုထိန်းချုပ်နေနိုင်ရမှာဖြစ်ပါတယ်အဲ့လိုမထိန်းချုပ်နိုင်ဘူးကိုစိတ်แท้ရှိသလားမလုပ်နိုင်ဘူးလွတ်နေပြီဆိုလို့ရှိရင်တော့ဒါကလည်းအတန်ပျက်စီးနေပြီဆိုတဲ့လက္ခဏာတွေတစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့အဲ့လိုပျက်စီးနေပြီဆိုလို့ရှိရင်တော့အကောင်းဆုံးကတော့ကျွန်တော်တို့နီးစပ်ရာဆရာဝန်နဲ့အမြန်ဆုံးသွားပြပါအကြံဉာဏ်ယူပါစေကုသမှုခံယူပါသူတို့ကနေပြီးတော့မှဆောင်ရန်ရှောင်ရန်တွေပြောပြလိုက်မယ်ဆေးတွေလိုရင်လည်းဆေးတွေရှိရင်လည်းဆေးတွေသူတို့ပေးမယ်ပေါ့နော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့နောက်ထပ်အရေးကြီးတဲ့အချက်တွေရှိသေးတယ်ဒါကိုယ့်အကိုလုပ်လို့ရတဲ့အချက်တွေဖြစ်တယ်ကိုကဆရာဝန်တွေတော့ပြဖို့လည်းမဖြစ်နိုင်ဘူးအလှမ်းဝေးနေတယ်ကိုယ့်အကိုလည်းဒီအတန်တွေပျက်စီးနေပြီလို့သတိထားမိနေပြီတန်တရားဖြစ်နေပြီဆိုလို့ရှိရင်တော့နံပါတ်1အချက်ကောင်းအနားယူပါအတန်ကိုကောင်းအနားယူမယ်လုံးဝအတန်ကိုသုံးမပြပါနဲ့စကားပြောရင်လည်းတူပဲပြောပါပြီးတော့မှတချင်းဆိုတာမျိုးတွေရှောင်ပါဆိုတော့လနဲ့ချီပြီးတော့မှအနည်းဆုံးရှောင်ပေးရမယ်ပေါ့နော်အတန်ကတစ်ခေါက်ဖြစ်စီရင်တော့အရန်ကိုပြန် recover ဖြစ်ဖို့အရန်ခက်တဲ့အထက်မှာပါတယ်ဆိုတော့အရေးကြီးတယ်တေချာလေး view site စေချင်ပါတယ်ကျွန်တော်တို့ဒီ professional အဆိုတော်တွေထဲမှာဆိုလို့ရှိရင်လည်းအတန်ပြဿနာဖြစ်ကြတယ်ပေါ့နော်တော်တော်များကျွန်တော်တို့သိတဲ့ဒီမြန်မာပြည်မှာဆိုလို့ရှိရင်ဒီ EDS က Raymond ပေါ့နော်သူဆိုလို့ရှိရင်လည်းဒါသူကိုယ်တိုင် interview မှာပြောသွားတာဖြစ်တယ်ဒီသူမဆုံးခင်တော့ပေါ့ဒီအတန်တွေပျက်စီးနေတာနဲ့ပတ်သက်ပြီးတော့မှသူအများကြီးအနားယူဖို့လိုတယ်ဆိုတဲ့အကြောင်းတွေသူပြောပြဖို့တာရှိတယ်ကျွန်တော်တို့ဒီ pipa ဆိုတော့ထဲမှာဆိုလို့ရှိရင်လည်း The Weeknd ပေါ့နော်သူလည်း show ဆိုနေတဲ့အတန်ပျောက်သွားတာမျိုးဖြစ်ဖူးတယ် Celine Dion တို့တွေလည်းဖြစ်ဖူးတယ်နောက်ပြီးတော့မှMegan Trainor ပေါ့နော်ကျွန်တော်တို့ All About That Bass ရဲ့အဆိုတော့အားလုံးသိကြမယ်လို့ထင်တယ်သူဆိုလို့ရှိရင်လည်း interview တစ်ခုမှာသူပြောဘူးလေသူအတန်ပျက်စီးသွားတဲ့အချိန်မှာသူအတန်ပျောက်သွားတဲ့အချိန်မှာဆရာဝန်ကသူနာခိုင်းတယ်လနဲ့ချီပြီးတော့နာခိုင်းတယ်ဘယ်နှလလဲတော့ကျွန်တော်တိကျမှမှတ်မိဘူးပေါ့နော်ဆိုတော့အဲ့လိုသူကကျတော့လုံးဝစကားကိုမပြောခိုင်းတာဆရာဝန်ကတချင်းဆိုတာကိုပဲမဟုတ်ပဲနဲ့စကားပါမပြောအတန်ကိုတစ်စက်မှအသုံးမပြုရဘူးအဲ့လိုနဲ့သူ
အိမ်ကလူတွေနဲ့မိသားစုတွေနဲ့စကားပြောနေသူစာပဲရေးပြီးတော့ text နဲ့ပဲဆက်သွယ်ရတယ်ပေါ့နော်အဲ့လိုမျိုးလနဲ့ချီပြီးတော့အနားယူပြီးတော့မှပြန်ပြီးတော့မှတဖြည်းဖြည်းချင်းအတန်ကိုပြန်ပြီးတော့မှ warm up လုပ်ပြန်ပြီးတော့မှလေ့ကျင့်ပြီးတော့မှဒီပုံမှန်နေထားရအောင်ပြန်ပြီးလုပ်ယူရပါတယ်ကျွန်တော်ခုနပြောသလိုပဲဒီအရေးကြီးတဲ့အချက်တွေထဲမှာကောင်းကောင်းအနားယူဖို့ကအရန်ကိုအရေးကြီးတယ်ရေဓာတ်ဖြည့်ဝဖို့အရေးကြီးတယ်နောက်ပြီးတော့မှခန္ဓာကိုယ်ကျန်းမာရေးပေါ့နော်ဒီအတန်တစ်ခုတည်းမဟုတ်ဘဲနဲ့တခြားကျန်းမာရေးတွေကိုလည်းလိုက်ပြီးတော့မှခရီးဆိုင်ဖို့အရန်ကိုအရေးကြီးပါတယ်ဆိုတော့အတန်ပျက်စီးခြင်းအတန်နာကျင်ခြင်းကိုဖြစ်စေတဲ့တခြားအကြောင်းအရာတွေထဲမှာအရေးကြီးတဲ့အရာတစ်ချက်ရှိနေပါသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ vocal လေ့ကျင့်တဲ့အခါ technique တွေမှန်ကန်ဖို့တခြင်းဆိုတဲ့အခါအတန်ထုတ်ပုံတွေမှန်ကန်ဖို့ဆိုတဲ့အချက်ဖြစ်ပါတယ်ကိုကကောင်းခြင်းလို့ဒီဟာကိုတင်နေရင်လည်းလေ့ကျင့်ပါတယ်ဆိုကမှကိုကိုပြန်ပြီးတော့ထိခိုက်တာမျိုးကိုယ့်ကိုပြန်ပြီးဒုက္ခပေးတာမျိုးတော့မဖြစ်သင့်ဘူးပေါ့နော်ဆိုတော့အဲ့ဒါဘာလို့ဆိုလို့လဲဆိုတော့နီးမှန်လမ်းမှန်နဲ့လေ့ကျင့်ဖို့လိုတယ်တဆင့်ချင်းသွားဖို့လိုတယ်ကိုက beginner ကိုအနေထားကိုတေချာသိဖို့လိုတယ်ကိုက beginner ဆိုလို့ရှိရင်တော့ဒီ beginner နဲ့ပတ်သက်တဲ့ level တွေ beginner နဲ့ပတ်သက်တဲ့ဟာလေးတွေ exercise လေးတွေကိုပိုင်နိုင်အောင်အရင်လုပ်ပါအရင် advanced ဖြစ်တာတွေမသွားပါနဲ့အရင်အဆင့်မြင့်တာတွေမသွားပါနဲ့ဟိုတခါတည်းကိုကဒီအလဲတန် register middle range ကိုတောင်မှကောင်းကောင်းမပိုင်သေးဘဲနဲ့ high note တွေအရန်ဆိုချင်တာမျိုး whistle note တွေကိုရှောက်ပြီးလေ့ကျင့်နေတာမျိုးတွေလုံးဝမလုပ်ပါနဲ့ဆိုတော့ကျွန်တော်တို့လေ့ကျင့်ပြီးမှန်ကန်ဖို့လိုတယ်ပေါ့နော်တဆင့်ချင်းသွားပါအဲ့လိုမဟုတ်ရင်တော့အခက်မသိရင်ကိုယ့် vocal ကိုထိခိုက်သွားခုနပြောသလို၄၅6လအထိနားရနိုင်တယ်တစ်နှစ်တည်းစီနားရနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကအရင်အရေးကြီးပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ vocal damage နဲ့ပတ်သက်ပြီးတော့မှဒီ vocal ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ပျက်စီးသွားရင်ဘယ်လောက်ကြာတယ်လဲပျက်စီးသွားရင်ကောင်းနိုင်လားဘာတွေကြောင့်ပျက်စီးစေနိုင်တာလဲပျက်စီးပြီဆိုရင်ဘာတွေကိုဘယ်လိုလက္ခဏာတွေပြတတ်တယ်လဲဆိုတာမျိုးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကအနည်းငယ်ရှင်းပြထားတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကြည့်ခြင်းအပြင်ကိုယ့်အတွက်သတိထားဆင်ခြင်စရာဗဟုသုတရစရာတစ်ခုခုရမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုများမှာထပ်ပြီးတွေ့ပါမယ်